အားလုံးပဲမင်္ဂလာပါဗျယနေ့တင်ဆက်ပေးမယ့်ဗီဒီယိုဖိုင်ခေါင်းစဉ်ကိုတော့မနက်ထိတ်ညနေထိတ်ကနန်းတူမူလို့ခေါင်းစဉ်ပြီးထားပါတယ်ဗျဘာကြောင့်မနက်ထိတ်ညနေထိတ်ကနန်းတူမူလို့ပြီးရလဲဆိုရင်20ရက်နေ့တနင်္လာနေ့မနက်ပိုင်းထွက်ကနန်း52ညနေပိုင်းထွက်ကနန်း51မနက်ညနေ9ထိတူချင်းကြောင့်ပဲဖြစ်ပါတယ်ဗျမနက်ထိတ်ညနေထိတ်တူမူပေါ်ချီခံပြီးတော့ညလင်းချက်ချင်းများသောအဖြစ်3ရက်တွင်စာရိုးတိတိမိမိမွေးထိုးလို့ရမယ်မူကနန်းများကတော့နံပါတ်1အနေနဲ့ very unique ပဲဖြစ်ပါတယ်တနေ့လာနေ့မနက်ပိုင်းထိုကနန်းဖြစ်တဲ့52ညနေပိုင်းထိုကနန်းဖြစ်တဲ့51မနက်ထိတ်ညနေထိတ်တူတော့5ထိတ်2ခုပေါင်းကြည့်ရလဲ3ည3ညရဲ့ power 5 3break 3 break main 3 break စာရိုး break ဖြစ်ပါတယ်3 break main ချိန်ပြီးတော့ကစားလို့ရမယ်ဗျနံပါတ်2အနေနဲ့ကတော့ပတိယူနီကလည်းပထမအတိုင်းပဲထိတ်တူမူအရာတူသော9ထိတ်ကနန်းနှလုံးပေါင်းခြင်းရလက်3ညသည်စာရိုးငွေထုတ်ပတိဖြစ်ပါတယ်ဗျအတားကြောင့်ထိတ်တူမူအရာစာရိုး93 break နဲ့3ပတိတို့သည်မြေလင်းချက်ချင်းများသောအဖြစ်3ရက်တွင်အင်္ဂါဖို့တို့ကြတာပရိဒီ3ရက်တွင်ကိုစာရိုးနဲ့အမျက်ယူပြီးတော့ကစားလို့ရမယ်မူကနန်းတွေဖြစ်ပါတယ်ဗျဒါအတွက်ကြောင့်ကျွန်တော်မိတ်ဆွေများမနေ့ကကျွန်တော်ဒီတစ်ပတ်20ရက်နေ့ကနေ24ရက်နေ့တစ်ပတ်စာဆိုပြီးတော့တင်မိခဲ့တဲ့မူကနန်း4ချက်တနင်္လာနေ့မှာတွေပဲမူ3ချက်လုံးထွက်သွားပြီကျန်တဲ့တစ်ချက်ကလည်း3ညပတ်တိဒီနေ့ပြောတဲ့အထက်မှာလည်းဒီ3ညပတ်တိနဲ့ကျွန်တော်အံဝင်ခွင့်ချက်ရှိပါတယ်ဗျဒါအတွက်ကြောင့်မူကနန်းများကိုတက်မို့ထားပြီးတော့ထားပါမိတ်ဆွေတွေဒီဗီဒီယိုဖိုင်ကအသုံးဝင်နေဆိုလို့ရှိရင်လိုက်လက်မလေးနှိပ်ခဲ့ပါနောက်ရက်ဒီမှာလည်းမိတ်ဆွေတို့အတွဲဘူးသူတော်ရရှိစီဖို့အတွက်ကိုထပ်မံပြီးတော့မူကနန်းများတင်ဆက်ပြီးတော့မှာဖြစ်လို့ TikTok ကတွေ့ကြတဲ့မိတ်ဆွေများကကျွန်တော်ရဲ့အကောင့်ကိုအပ်ထားပြီးတော့ YouTube ကတွေ့ကြတဲ့မိတ်ဆွေများကတော့ channel ကို subscribe လုပ်ထားခဲ့ပြီးပါဗျာနော်နောက်တစ်ခုအနေနဲ့တည်င်းကောင်းပေါ့ဗျာနော်ကိုတူရရှိမှာဒီကိုစားတင်ခြင်းတဲ့မိတ်ဆွေများရှိရဲဆိုလို့ရှိရင်ပိုက်ပါနံပါတ်ဖြစ်တဲ့39ကို98216093ခေါ်ဒီနံပါတ်မှာတစ်ချက်ဆက်သွယ်ပြီးပါTelegram ကနေပြီးတော့ဆက်သွယ်ကြမယ်မိတ်ဆွေတွေကတော့ @THUYE ရ9821ဒီအကောင့်ဒီမှာတစ်ချက်ဆက်သွယ်ပြီးပါဗျအဲ့တော့ကိုကားတင်ခြင်းနဲ့ညီကိုမောင်တမားတွေလည်းအားလုံးပဲကိုတူရဘက်ကနေပြီးတော့ကြိုးဆိုပါရဗျကဲနောက်ထပ်ဗီဒီယိုနဲ့ထပ်ပြီးတော့တွေ့ကြပါမယ်ဗျ